ဒီနေ့ကတော့အေးရစောစောထားပြီးတော့လန်းလန်းဆန်းဆန်းကန်းငေါ်ပန်းလေးဖြစ်နေပါတယ်ရှင်ကော်ဖီလေးရယ်မုံလေးရယ်တောက်ပြီးတော့ရှူတင်ကိုသွားမှာပါလိုက်ခဲ့ကြပါအောင်ရှင်ဒါကတော့ရှူတင်ကိုယူသွားမယ်ထမင်းဟင်းနေပါရှူတင်ထမင်းဟင်းနေပါရှင်ဒါရိုက်တာကိုထက်ကြီးရဲ့ထမင်းဆိုင်မှာပါဒါရှေ့မှာမြောင်းဖော်နေတာနဲ့တွေ့ခဲ့လို့ရိုက်ခဲ့ပါတယ်ဒါကတော့ရှူတင်ကိုရောက်ပါပြီရှင်ဒါထမင်းကျွေးတဲ့အချိန်မှာရိုက်ဖို့မေ့သွားတယ်ပေါ့နော်ဒါကျွေးပြီးတော့ကုံသွားတဲ့အချိန်လေးမှာပါရှင်တင်ငန်းကျွန်းတွေကကွန်ဒိုတစ်ခုမှာရိုက်တာပေါ့နော်ရှူတင်ကိုလိုက်ခဲ့ပေးပါအောင်ရှင်ဒါကတော့ရှူတင်ကိုရောက်ပါပြီရှင်ဒီအခန်းထဲမှာရိုက်နေကြတာပေါ့နော်ဒါကတော့ရှူတင်ရလူတွေပါရှင်ဆက်အဖွဲ့ပါဆက်ဖွဲ့ပါရှင်ဒီခန်းထဲမှာရိုက်နေကြပါတယ်ရှင်ဒါတော့ပြင်ဆင်နေကြပါပြီရိုက်ဖို့ပြင်ဆင်နေပါတယ်ရှင်